ညာ MSP Gaming နဲ့ပြီးတော့တဖန်ကြိုးဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ညို့စပိုင်ပါညာဒီနေ့ကတော့ထုံးစံတိုင်းဇူနာမလီယာဖတ်သူစောမှာပဲဖြစ်ပါတယ်ကဲဗီဒီယိုလေးစလိုက်ကြရအောင်မလုံးမရှင်ကြီးလုံးအောင်မနောက်ကြောက်ကောင်းနေလို့ခေးလိုက်အောင်မတကောင်ကတော့ကြောက်လုံးပုံနေရတယ်နဲ့တူပါရဲ့တို့ဝါအမတိုက်အမတိုက်ဘာချပြီးဟဲ့ချ又滑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 又差点滑啊对滑比这滑看到了吧那么哎讲的是啊让好吧真的讲的来是吧的看呀然后ကောင်းရောဘယ်နှကောင်ရှိလဲဆိုတော့နားပေးတိုင်းကြပါမယ်ဒီမှာကြည့်တကောင်ညခဏဘာဖြစ်တယ်ဒီကောင်ကတကောင်နှစ်ကောင်သုံးကောင်လေးကောင်ငါးကောင်ကောင်ခုနှစ်ကောင်ရှစ်ကောင်ကိုးကောင်ဆယ်ကောင်ဟဲကောင်ဆယ်ကောင်ဆယ်နှစ်ကောင်ဆယ်သုံးကောင်ဆယ်လေးကောင်နဲ့အများကြီးရှိပါတယ်ခင်ဗျာရှေ့တွက်လို့မရပါဘူးအချို့ကြံနေတဲ့ဟာယူကြောင့်ဆူနာမီယာဆိုတဲ့လူကိုပေးမှာပဲဖြစ်ပါတယ်အချို့ဟာလည်းပိုရာရှိဟဲ့သုံးကောင်အောင်ရှိရပါပိုတဲ့ဟာဟိုလိုက်ကျွန်တော်ပေးဖို့လည်းရှိပါတယ်အခုကတော့ကျွန်တော်အကောင်လေးရွေးကြတာပေါ့ကျွန်တော်ကောင်လေးနဲ့ thank you and နဲ့ thank you တဲ့ကောင်ကတော့ဒီမီကြောင်းနဲ့ခဏစော့ကြည့်အောင်မီကြောင်းရောက်ကြောက်တယ်ကျွန်တော်ပြောဖို့မေ့နေတော့ကျွန်တော်ဒီ Creature of Tsunami ကကြောင့် Part 1 to Part 20တင်ပေးမှာပဲဖြစ်ပါတယ်။ဘာအားကျွန်တော်စိတ်ထင်တယ်မှာမိရောင်းအေယာမကြီးဖြစ်ပြီးကြောက်စရာကောင်းမယ်လို့ရှင်။အပြောက်ဖော်လိုက်ကြတော့ပဲရှိတယ်။ဒါမှကောင်းတာနဲ့ဒီကြောင့်ကြပြောဘလို့ချပြီးအောက်ဆီဂျင်ပါတယ်နင်းဒီစဉ်းစားပွဲအကောင်ဟာလာမလုံးနဲ့လေရော့ဝအမကျုံနေပုံနေရတာတော့မကောင်းပါဘူးသူ့လာရောပါခင်ဗျာကျွန်နဲ့တော့ပါလေတော့လာကျွန်တော်တော့ကြညဟာချီပြီးတော့ထွက်ကြည့်မယ်ကျွန်တော်ရဖွဲ့လဲကျွန်တော်လက်ကြီးအောင်ပါမဟာအေးလာထွေတာရဲမှရှိရကောင်းရင်မဟုတ်ထွက်ကြည့်နေပြီကျွန်တော်ဒီနေရပြီဟဲ့ကျွန်တော်ဒီနေရပြီ
ဒီနေ့ကကျွန်တော်ပုံမှန်ဖောက်ဝင်တော့ကျွန်တော်ပြောတာတော့9 မိနစ်လောက်ပဲပြောတာဘာဖောက်ခေါ်နေပေါ့ဒါမဲ့ကျွန်တော်ဒီခါကျရင်10 မိနစ်ထိစောကြသွားမှာပဲဖြစ်ပါတယ်အရင်ဗီဒီယိုတော့ကြောင့်ဘာကြည့်လို့လည်းမသိပါဘူးဘန်ထားပါနားရဟာနားရအမလေးပူရဟာလာစားကြဟာအိုးတော်ပြီနမင်းမကောင်းတော့တွေးလာမင်းဖြစ်နေပြီရှေ့ထဲမှာအကောင်ရှိတယ်လို့တော့မပြောပါနဲ့နော်မရှိဘူးရှူယောလေးပေါ်ပြန်ပြီကျွန်တော်အဲ့တော့ကျွန်တော်ဖွေသားပဲဖြစ်ပါတယ်MICR ကို share လုပ်နေပါတယ်တော့မှကျွန်တော်လည်း mission တော့ဒီကိုကျွန်တော်လိုက်ပါရတော့ဒီညောင်းတော့ဒီနေပါကနတိုင်မနေဝီဟေးကျွန်တော်တို့ညောင်းဆောက်ရကြီးလာလိုက်တာရိုးပါကျိုးနေရောက်သွား要我们拼装可第二名啊，ကျွန်တော်ဒီနေရပြီဟာမြေဒီကောင်နဲ့ဆော့နေနာတေတော့မယ်အခုမှအသက်16နှစ်ပဲရှိသေးရဲ့မရှမ်းလေပုံမှန်ဆိုဒီလောက်ထိကြာရင်တော့ကောင်းနေတစ်ကြောင်းနေလောက်ပဲအခုကျွန်တော်ကောင်းကြည့်မကျိုးနေကျွန်တော်ကောင်းချစ်တော့ညကြောင်းချလိုက်တော့ကျွန်တော်ညက်ကိုင်းနေကြရှိတဲ့ကောင်းကြီးကိုကိုင်းသွားဒါတော့ကျွန်တော်တငယ်ချင်းတဲ့ပေးတာပါကျွန်တော်တော့င်းနေဆော့ပါပြီဒါငယ်ချင်းရမဟန်ဘောမမျိုးချစ်ကျွန်တော်လာလဲတွေးလာချစ်နေပါတယ်sorry အခုနလိုင်းလဲလက်သားလို့ဆိုပြန်ဝင်လိုက်ရတာပါခင်ဗျာဟိုကျွန်တော်ဖွဲ့စုတဲ့နေရာမှာတော့ကျွန်တော်ရောက်ရှိနေပါပြီဒါကြအိုးမထီရက်ကြီးပါထီရက်မောမလောဖို့တဲ့ဟာနဲ့တော့မမဆိုလို့နောက်ဝိုင်းနေနဲ့ဘလော့ဖို့လေလာပါမယ်နေပါလေကျွန်တော်လိုချင်တဲ့အကောင်ပေါ်နေလို့ဆိုကြည့်လိုက်တာလက်နှစ်ဖက်နဲ့ဟာထင်းနေလို့ရှေ့ကျိတ်ဟာအကောင်ကြီးဟောတွေ့ပါရဲ့ကျွန်တော်ဝယ်နော်ခုနကျွန်တော် friend နေလို့တက်လိုက်တာပဲဖြစ်ပါတယ်အခုကတော့တွေးလာမင်းနဲ့ကြောက်ချက်ကောင်းနေပါတယ်နိုင်ကျွန်တော်လေနုံနေပါစာပြရတော့ဘူးရတော့ဘူးလည်းကိကနေဒီဗီဒီယိုချင်ရတာဒါမှကိကနေတော့မရှိပါတယ်မဝမမေတော့ဘာရပါလဲဒီကောင်ရောရှေ့ကျန်းနေပါပြီ
ကျွန်တော်လည်းကျွန်တော်ဘို့ခီးဆက်ဖို့အတွက်ကျွန်တော်လည်းစားတော့ဒီစေးဆောင်လာခဲ့ပါလာကျွန်တော်ခီးဆက်ဖို့လုပ်နေဟိုမှာညပြစ်နေလို့ရက်လိုက်ရပါတယ်ခဏတာရက်နားလိုက်ရပါတယ်အားလုံးပဲကြည့်ရှုပေးကြတဲ့လူတယောက်ချင်းစီတောင်းကျေးဇူးတင်ပါတယ်နောက်ကြတော့ like လေးတယောက်ချက်စီနှိပ်ပြီးတော့ subscribe လေးလည်းလုပ်ပေးကြပါဦးကျွန်တော်နာမည်ကတော့မျိုးစပိုင်ပါ bye bye